ယေရှုခရစ်တော်၏နာမတော်မြတ်၌အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မိသားစုခမ်းပတ်မျိုးအမှတ်1ရပ်ကွက် Mission House မှာ17ရက်2လ2025ခုနှစ်မှာကြမ်းမာဖြင့်ဖျားသခင်ရဲ့အမှုတော်ထံရွက်ဖို့ရန်အတွက်ရောက်ရှိခဲ့ပါပြီခင်ဗျာရောက်ရှိလာတဲ့ရည်ရွယ်ချက်ကတော့ဧဝံဂေလိသာသနာအတွက်နဲ့မြန်မာအစီအစဉ်အစပြုဝတ်ပြုကိုးကွယ်ဖို့ရန်အတွက်ရည်ရွယ်ပြီးတော့ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ကိုဖိတ်ခေါ်ပေးတာကတော့ဆွီဒင်နိုင်ငံမှာရှိနေတဲ့ဆရာကတ်တို့မိသားစုကခမ်းပတ်မြို့မှာအမှုတော်ဆောင်ဖို့ရန်အတွက်ဖိတ်ခေါ်ပေးတာပဲဖြစ်ပါတယ်ကျွန်တော်ရခင်ကမန္တလေးမြို့ပရတိတုဘုံအသင်းတော်မှာအမှုတော်ဆောင်ခဲ့တာဖြစ်ပြီးတော့မှခမ်းပတ်မြို့မစ်ရှင်တို့ဆရာကြီးကံကျင်ဟောက်ရဲ့စေလွှတ်ရှင်းအားဖြင့်ကျွန်တော်ယခုမှခမ်းပတ်မြို့ကိုရောက်ရှိနေတာပဲဖြစ်တယ်ခမ်းပတ်မြို့မှာရှိနေတဲ့ဓမ္မမိတ်ဆွေတွေနဲ့ယုံကြည်သူညီကိုမောင်နှမအရောက်ရှင်းစီတိုင်းနဲ့ကျွန်တော်တို့တွေခမ်းပတ်မြို့မှာဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ရှီးမွမ်းသွားမှာပဲဖြစ်ပါတယ်မရှင်ဟောင်းမှာရှိတဲ့အနာဂတ်မျိုးဆက်တဲ့လူငယ်လေးများနဲ့အတူဖျားခင်ရဲ့သာသနာအတွက်ဧဝံဂေလိအားဖြင့်တော်၎င်းမြန်မာအစီအစဉ်အားဖြင့်တော်၎င်းလူထားမှုဖြင့်မရှင်ဟောင်းမှာရှိတဲ့ကလေးတွေနဲ့အတူဖြတ်ကျော်ပြီးတော့မှလှုပ်ဆောင်သွားမှာဖြစ်ပါကြောင်းပြောကြားချင်ပါတယ်ခမ်းပတ်မရှင်ဟောင်းမှာရှိနေတဲ့တသားမိမိတွေနဲ့အတူဖျားသခင်ရဲ့သာသနာကျေပြန့်ဖို့ရန်အတွက်ကျွန်တော်တို့မိသားစုတွေလှုပ်ဆောင်သွားမယ်ဆိုတာကိုဒီနေရာကနေပြောကြားပေးရင်အားလုံးပဲဖျားကောင်းကြီးပေးပါစေ